Hello ကျွန်တော်မေစီများအားလုံးမင်္ဂလာပါဒူရီ KH channel ကျွန်တော်မေစီများအားလုံးကိုပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီတစ်ပတ်တော့လည်းကျွန်တော်ညံမိသလောက်အကောင်းဆုံးမေစီတို့ကြီးကြိုးစားပြင်ဆင်ထားတာပါပဲเนาะဆိုတော့ပြီးခဲ့တော့ကြာနေရကျွန်တော်တို့ကမေစီတို့၄နှစ်ပေါ့နော်၄နှစ်ဆိုတော့မေစီတို့နှစ်နောက်ပိတ်6ပိတ်ဖြစ်ပါတယ်နှစ်နောက်ပိတ်6ပိတ်ဖြစ်တဲ့ကြောင့်မေစီတို့ KH ပိုကြည့်ကောင်းလာပါတယ်ပိုချောလာပါမနောက်ရတော့ကြာကြီးရเนาะဖြည်းဖြည်းနဲ့ဟိုခါကြရင်လေအသက်အရွယ်ကြီးလာလေပျော်စရာနဲလာလေအသက်အစည်းအဝါးရေးစိတ်ဝင်စားလာလေပျော်စရာနဲလာလေဘယ်လိုပြောလဲပြီးတော့ဟိုဘဝမှာကိုလိုအပ်ချက်တွေများလာလေပျော်စရာနဲလာလေပြီးတော့ရီမှန်းချက်တွေများလာလေပျော်စရာနဲလာလေဆိုတော့တကယ်မှန်တယ်ဗျာသိလားကျွန်တော်ကြည့်နေကြမိတ်ဆွေဆိုသိမယ်နော်ပြောလိုက်အောင်မယ်ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်တို့3နှစ်လောက်ကကျွန်တော်ဗီဒီယိုတင်တဲ့ပုံစံမျက်နှာနဲ့အခုကျွန်တော်ဗီဒီယိုတင်နေတဲ့ပုံစံမျက်နှာနဲ့အရင်กว่าဘာလို့လဲဆိုတော့အတက်ငယ်တုန်းကကျတော့အခုက30ကျော်သွားပြီเนาะ28လောက်ကကျတော့အဲ့လိုစီးပွားရေးလက်သိပ်ပြီးအဲ့လောက်ကြီးစိတ်တော်ဝင်စားတယ်အခုလောက်ကြီးစိတ်ဝင်စားနေတယ်မှာပါဘာလို့ဆိုတော့အသက်30ဆိုတာကျွန်တော်တို့လူသက်တမ်းအရတဝက်ကျိုးသွားပြီလို့ပြောလို့ရတာဆိုတော့အခုမှစီးပွားရှာဖို့အချိန်ပိုနဲလာတယ်ဆိုတော့အတွေးဝင်လာတော့စီးပွားရေးကိုအခြားစီးပွားရေးလေးတွေကိုလုပ်တယ်ပေါ့ဗျာเนาะဒီလောက်ကလည်းကျွန်တော်ထင်တဲ့လောက်ကြီးမဟုတ်တော့ဆိုတော့ဘယ်လိုပြောရလာလဲဆိုတော့ဖြည်းဖြည်းနဲ့ပြောစရာတော်တော်နဲလာလူကတခါကျရင်ကျွန်တော်စိတ်ဖိစီးမှုကျွန်တော်တော်တော်များတယ်ဟုတ်လားဘာလို့လဲဆိုတော့ကျွန်တော်အခုဒီလုံနေတဲ့လုံကလေးကလည်းအဲ့လောက်ကြီးအဆင်ပြေမနေဘူးအပြင်လုံလေးတွေကလည်းဟိုဘယ်လိုပြောမလဲအခုမှစီးပွားရေးစလုပ်တဲ့လူဆိုတော့အခက်ခဲတွေအကျက်တဲတွေအများကြီးပဲကိုရင်းထားတာနဲ့ပြင်ရတာနဲ့မကာမိတာလေးလည်းရှိတယ်ဆိုတော့လူကစိတ်ဖိစီးမှုရမ်းများလာတာပေါ့ဗျာအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီကျွန်တော်တို့ကအသက်တွေကြီးလာလေပျော်စရာနဲလာလေဆိုတော့တကယ်မှန်နေပဲသိလားပြထားပါတော့เนาะအဲ့တော့မေဆိုကျွန်တော်တို့ကနှစ်နောက်ပဲမေဆို6 break ဖြစ်တဲ့ကြောင့်မလို့8965ဆိုတဲ့ကီးတွေအားကောင်းပါတယ်8965ဆိုတဲ့ကီးလေးတွေကမေဆိုခွေးပြစ်တာကကျွန်တော်တို့25ရာခိုင်နှုန်းရှိပြီးတော့တလုံးနဲ့တော့85ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မေဆွေများအဆင်ပြေသလိုဉာဏ်ရှိရသုံးချပါเนาะတင်းလာနေတဲ့မေဆိုကျွန်တော်ရဲ့အကောင်းဆုံးကြီးကတော့6ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဖွင့်နေကြဓာတ်ပြားဟောင်းကြီးဖြစ်တဲ့အတိုင်းကျွန်တော်မိတ်ဆွေများကျွန်တော်တို့ကတခုခုဆိုငဝိုင်းအရေးကြီးတယ်အဲ့တော့ငဝိုင်းလေးကိုကျွန်တော်တို့ထင်းသိမ်းပြီးသွားစီခြင်းနဲ့เนาะတင်းလာနေမနဲ့မှနေရတောက်ကြနေညနေကိုကဘယ်လန်းလျှောက်မှာလဲဘာလုပ်မှာလဲဘယ်သူပြောရတဲ့အတိုင်းဘယ်လန်းကိုသွားမှာလဲဆိုတာတခါတည်းစဉ်းစားပါစဉ်းစားပြီးနေအဲ့စဉ်းစားထားတဲ့အတိုင်းလေးပဲဆုံးဖြတ်ချက်ခိုင်ခိုင်မာလေးနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးသွားပါဘုံမော်လော်ကြီးတင်းလာနေမှာငါဘာလုပ်မယ်ဘာမှမသိအင်္ဂါနေ့ကျရင်လို့ကျွန်တော်တို့ဘာလို့အဲ့လိုမဟုတ်ဘဲနဲ့တင်းလာနေတာဆက်ပြီးတောက်ကြညနေငါဘာလုပ်မယ်ဘယ်လန်းကိုရှောက်မယ်ဘယ်သူပြောနေဘယ်လိုသွားမယ်ဆိုတာလေးတခါတည်းစဉ်းစားပြီးတော့တောက်ကြတဲ့ညနေဒီအဲ့လိုပုံမှန်လေးသွားယုံကြည်ရတခုတည်းသုတ်တာပို့ပြီးတော့ကောင်းပါတယ်မေဆိုတော့เนาะအမြဲတမ်း okay ကျတဲ့စိတ်ကိုဖျောက်ထားပါအဲ့ဒါမလွယ်ပါဘူးเนาะကြံတိုင်းပြောပါနဲ့မေဆိုတော့ကျွန်တော်တို့2မိနစ်လောက်ပဲတရားထိုင်ကြည့်ငါစိတ်ကငါဘယ်မှမရောက်အောင်ဆိုပြီးတရားထိုင်ကြည့်စိတ်ကရောက်ချင်နေရောက်နေအဲ့သဘောပဲသူလည်းသူဖြစ်ချင်လို့ဖြစ်နေတာဆိုတော့ကျွန်တော်တို့အမြဲတမ်း okay မယ်ဆိုတော့ okay ကျတဲ့စိတ်ကိုဖျောက်ထားအမြဲတမ်း okay မယ်ဆိုအတွေးကိုလည်းဖျောက်ထားပါဒါမှကျွန်တော်တို့ဒီကိုထုတ်တဲ့အရင်းကြီးကနည်းမှာပေါ့ဗျာငါနေ့တိုင်းတော့ okay မယ်စိတ်ကူးထားရင်မေးဆိုတော့နေ့တိုင်း okay မယ်လို့တွက်ထားရတဲ့ကြောင့်မထုတ်တဲ့အရင်းကြီးကလည်းများနေမှာပဲဆိုတော့ငါလုပ်သမျှငါကြံသမျှဒီလုံးနဲ့ပတ်သက်ပြီးငါလုပ်သမျှငါကြံသမျှဖြစ်ဖို့တဲ့မဖြစ်ဖို့ကပိုများတယ်ဆိုတော့ရင်းနှီးထည့်ထားဖို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်เนาะဆိုတော့မေးဆိုတော့တင်းလာတဲ့ကျွန်တော်ရဲ့အကောင်းဆုံး break ကတော့9-4 break ဖြစ်ပါတယ်အဲ့တော့9-4 break ထဲမှာကျွန်တော်အကြိုက်ဆုံးရှယ်ပါမယ်9-4 break ထဲမှာမေးဆိုတော့ကျွန်တော်အကြိုက်ဆုံးရှယ်မှုကတော့ခု868ခွန်မှုနှစ်ဘူး6995ဖြစ်ပါတယ်9-4 break ထဲမှာကျွန်တော်အကြိုက်ဆုံးရှယ်မှုကတော့ခွန်868ခွန်မှုနှစ်ဘူး6995ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကြောင့်ပြည့်စုံပါစေသွားတဲ့ကိုပါလူရဲ့ဆက်လိုက်ပြည့်စုံပြီးတော့လောဘကိုအမှန်တကယ်ညနေထင်းမှာခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုအရင်ချစ်ပါတယ်ခင်ဗျာ